ဒီအင်္ဂလာငါ angler fish မှာညှို့ဝှက်ချက်တစ်ခုရှိတယ်ဗျသူကတကောင်တည်းအမဲလိုက်နေတာမဟုတ်ဘူးသူမရဲ့ခန္ဓာကိုယ်တနေရာမှာအရေးပြားနဲ့ခွဲမရအောင်အသေးတွဲကတ်နေတဲ့အင်္ဂလာငါအထီးလေးတစ်ကောင်ရှိနေတာပေါ့အဲ့ဒီအထီးလေးကသူမနဲ့ရှင်ရင်အများကြီးသေးငယ်ပြီးတော့သူမရဲ့အသားတွေကိုကိုက်ထားတာလေအဲ့ဒီနောက်မှာတော့သူတို့နှစ်ကောင်ရဲ့သွေးကြောစနစ်တွေကတသားတည်းဖြစ်သွားကြတယ်အထီးလေးရဲ့မျက်လုံးတွေကအရင်ဆုံးပျောက်ကွယ်သွားပြီးနောက်တော့ကိုယ်တွင်းအင်္ဂါတွေပါပျောက်ကုန်ရောဒါပေမဲ့သူကတည်သွားတာတော့မဟုတ်ဘူးနော်သူဟာသူမရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုဖြစ်သွားတာပါသူမဟာတခါတည်းမှာအထီး၈ကောင်အထီတောင်တည်ထားနိုင်ပြီးတကောင်ချင်းစီကခွဲမရအောင်ပေါင်းဆက်သွားကြတာသူမအမဲလိုက်တဲ့အခါသုံးတဲ့အလင်းရောင်ကတော့သူမကိုယ်ပိုင်မဟုတ်ဘူးဗျအဲ့ဒီအစာများတန်လေးကသူ့ထဲမှာနေတဲ့အလင်းထွက်တဲ့ဘက်တီးရီးယားလေးတွေကြောင့်လင်းနေတာဒါကတီးခြားတက်ရှိတစ်ခုဖြစ်ပေမဲ့သူမအတွက်တော့မရှိမဖြစ်အဖို့အဖက်ပေါ့တကယ်တော့အင်္ဂလာငါဆိုတာတတ္တဝါတကောင်တည်းမဟုတ်ဘူးရှင်တန်ဖို့အတွက်တစ်ခုနဲ့တစ်ခုအမိတဟဲပြုတ်နေကြတဲ့တက်ရှိအများပြားရဲ့စုစည်းမှုကြီးပဲပင်းလေရီနက်ပိုင်းဆိုတာကဘာပေါ်မှာကျွန်တော်တို့နားမလည်နိုင်ဆုံးနေရာတစ်ခုပါဒီအောက်ချီမှာတော့ဘယ်အရာမှမြင်တွေ့ရသလောက်မရိုးရှင်းဘူးဗျာအဆောင်တီကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ like and follow လေးလုပ်ပေးကြပါဦးခင်ဗျာ